တဲ့ဒီနေ့မှာတော့ထူးခြားဆန်းပြတဲ့တစ်ပင်အုပ်စုတွေကဖြစ်တဲ့ပန်းနဲ့ပွင့်တယ်တစ်ပင်အုပ်စုပေါ့နော်တို့ရဲ့ပန်းပွင့်ပေါ်ကထူးဆန်းတယ်ဘယ်လိုထူးဆန်းတော့ပုံမှန်ကကျတော့ဂိုင်းဖျားမှာပွင့်နေတဲ့အချိန်မှာတို့လေးကြီးကပွင့်ပုံတီးပုံကြီးကအမတ်တမဲ့ဆိုကျွန်တော်ပြောရမယ်ကွာကိုပင်လိုပုံစံမျိုး PC မှာအသီးသီးတဲ့မျိုးစိတ်လေးတွေပဲဖြစ်ပါတယ်ကြည့်ပါအောင်နော်ပွင့်ချေတော့လွယ်ပါတယ်အကိစ္စဒီနေရာမှာကျွန်တော်ဒါလွန်ခဲ့တဲ့နလပိုင်းတလပိုင်းကိုနလပိုင်းတော့ရောက်မယ်ဆိုဒီနေရာမှာကလောကဖွေးဥနေမှာပဲဖြစ်ပါတယ်ဒီအချိန်ကကျတော့ကအသီးတွေပဲမြည်တွေ့ရတဲ့အချိန်ပေါ့နော်ဒါပေမဲ့ဒီလိုပုံစံမျိုးအသီးတွေ့တော့လေမိတ်ဆွေတငယ်ချင်းတို့ပြလို့ရတာပေါ့တချို့ထိုင်းဘက်ဒီတက်နေမှာတော့ဒီအသီးကိုစားကြတာလည်းရှိတယ်အထဲမှာတော့အရေးပျော့စီပေါ့နော်စီလေးတွေရှိတယ်ပေါ့ဒီအသီးတစ်လုံးမှာဆိုစီက၄-၅မွာလောက်ရှိတယ်ဘာမှပြောမယ်ဆိုတာမီကိုဒီပုံစံမျိုးအမွာလေးတွေရှိတယ်ပဲဖြစ်ပါတယ်ဝိုင်အောင်လေးတွေကသူ့ရဲ့ပန်းပွေးအချောက်လေးတွေပေါ့နော်သူတို့ရဲ့ပန်းပွေးကတော့ကအဖြူအောင်လေးတွေပွင့်တာပေါ့နော်ကြည့်ပါဦးဗျာအသီးတွေကပြုတ်ထနေတယ်နော်သူ့ရဲ့အသီးလေးတွေတစ်မျိုးစမ်းလာပဲဖြစ်ပါတယ်ကဲကျွန်တော်လည်းသူအနီးကလေးကြည့်အောင်ကဲဒီလိုရာသီမှာတော့ပင်စီတစ်လျှောက်မှာဆိုရင်ပန်းလေးတွေအစားအခုအသီးလေးတွေတီးနေတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ကြည့်ပါဦးနော်အသီးသီးလေးတွေလည်းအပြုတ်လေးနဲ့အပင်ရင်းမှာလည်းပွင့်တယ်ပင်စီတောက်လျှောက်မှာလည်းပွင့်တယ်ပေါ့